စားတစ်လုံးတည်းကို50ဘတ်ယူသွားပါပြီးတော့ထမင်းပေါင်းတစ်လုံးကို50ဘတ်ဒီမှာပစ္စည်းအများကြီးပါတယ်ပြီးတော့ကိုလုံးပုံမှန်တစ်ချက်ကို50ဘတ်နဲ့ယူသွားပါရှင်ဟုတ်ကဲ့ပါ50ဘတ်နဲ့ပြောရလို့အော်သွားလားမှန်ပါတယ်ရှင်ပြီးတော့ကျမတို့ဒီ50ဘတ်ကိုဘယ်လိုမျိုးလောက်ရမလဲဆိုလို့ရှိရင်တော့လာမဲ့18ရက်နေ့ကြာလို့ရှိရင်ဒီလိုကန်ဆန်းမဲ့ဒီဇိုင်းကို50ဘတ်နဲ့ဒီလိုမျိုးဖုံးလေးတွေကိုပိုင်ဆိုင်ရမယ့်အခွင့်အရေးဖြစ်ပါတယ်ဒီလိုမျိုးပစ္စည်းအမြောက်များကိုလည်းတစ်ခုကို50ဘတ်နဲ့ပိုင်ဆိုင်ရမှာဖြစ်ပါတယ်ဟဲ့မ50ဘတ်ကဒီဖုံးတစ်လုံး50ဘတ်ပဲလားဟုတ်တယ်ညီမလေးဒီဖုံးတစ်လုံးကို50ဘတ်သမင်းပေါင်းတစ်လုံးကို50ဘတ်ပစ္စည်းအနောက်မှာပြထားတဲ့အားလုံးတစ်ခုကို50ဘတ်ဘယ်လိုလုပ်ရမလဲဆိုလို့ရှိရင်ဒီလိုကန်ဆန်းမဲ့တစ်ဆောင်ကို50ဘတ်နဲ့ဒီလိုမျိုးပစ္စည်းတွေ50နဲ့ရောက်မှဖြစ်တယ်။အိုးအဲ့ဒါဒီ50ဘတ်နဲ့ပိုးလေးကန်ဆန်းနိုင်တယ်ပေါ့။ဟုတ်တယ်။အဲ့ဒါကဘယ်လိုလုပ်ရလဲ။ညီမလေးလေးလုပ်ရှင်းတယ်။ဒါဘယ်လိုမျိုးလုပ်ရလဲဆိုလို့ရှိရင်အမတို့ဒီရုံးမှာပေါ့နော်။ဒီရုံးကဆိုလို့ရှိရင်အမတို့ရဲ့ Robi Mall ရုံးကနေလာမဲ့18ရက်နေ့ကြာလို့ရှိရင်ထုတ်ပေးတာဖြစ်တယ်။ညီမလေးမသိဘူးလား။လိုင်းပေါ်မှာလည်းတွေ့တယ်အမရဲ့။ Robi Mall ဆိုတာအရန်ကိုနာမည်ကြီးနေတဲ့ရုံးတစ်ခုပေါ့နော်။စီးပွားရေးတစ်ခုဆိုလည်းမဟုတ်ကဲ့မလေးပါလို့လုပ်လဲမလေးဆက်ရလို့တယ်မရဲ့ဆက်ရမှာလည်းအလုပ်လေးစိမပြေဘူးအိုဒီလည်းမကားဘူးပြနေနေထားရတာလည်းကြာပြီဘာလို့လုပ်ရမှာလဲမသိဘူးစိတ်ညစ်နေတယ်အဲ့ဒါဆိုလို့ရှိရင်ညီမလေး18ရက်နေ့တနင်္ဂနွေနေ့အလုပ်ပိတ်လာဟုတ်ကဲ့ပိတ်တယ်ဆိုလို့ရှိရင်ညီမလေးဒီကန်ဆန်းမဲ့လက်မှတ်တစ်စောင်50နဲ့ဒီလိုဖုန်းမျိုးလဲရမယ်ပြီးရင်ညီမရဲ့ဘဝအတွက်လည်းအခွင့်အလမ်းတွေရှိတဲ့နေရာဆိုလည်းမမှားဘူးလုပ်လို့ရတယ်โอเคအဲ့ဒါမှညီမလေးလက်ချင်တယ်အဲ့ဒါရတယ်လာလို့ရလားရတယ်အဲ့ဒါမှညီမလေးကဘာမှမလုပ်တတ်ဘူးပြပတ်လည်းမရှိဘူးအလုပ်ကလည်းအဆင်မပြေဘူးဆိုတော့လေအဲ့ဒါဘယ်လိုလုပ်ရလဲဘာမှလည်းအမတို့ရုံးမှာဆိုလို့ရှိရင်ဒါကတကယ်လို့ကိုလုံးမယ်ဆိုလို့ရှိရင်ဘတ်တွေမရှိဘူးထောက်ထားရမရှိဘူးမလိုပါဘူးတကယ်လုပ်ချင်တဲ့စိတ်ရှိတယ်ဆိုလို့ရှိရင်နာမည်တစ်ခုနဲ့လည်းလုပ်လို့ရတယ်ဟုတ်တယ်အရင်ကောင်းတဲ့ခွင့်ရပဲတော့ညီမလေး line မှာတွေ့ရကြတယ်ညီမတို့ရှင်တစ်ပတ်ဘောနဲ့တွေထုတ်တာအများကြီးတွေ့တယ်ဟုတ်တယ်ကိုသူနဲ့ဘယ်လိုစိတ်ဆက်ပြီးသွားရမှာလဲမသိဘူးဖြစ်နေတယ်အဲ့လိုမျိုးဘာမှစိတ်မပူနဲ့ဟုတ်ပြီလားဖုန်းလည်းတောင်းတတ်ဘူးစကားလည်းပြောမတတ်ဘူးလောက်လည်းလုံးတတ်ဘူးအတွေ့အကြုံလည်းမရှိဘူးမပူပါနဲ့တကယ်လို့ကိုယ့်ရဲ့ဘဝကအောင်မြင်ခြင်းနဲ့သို့မဟုတ်ဝေကြီးအစင်မပြေဘူးအစင်ပြေခြင်းနဲ့ဆိုလို့ရှိရင်ကျမတို့တင်ပေးတယ်အမတို့တင်ပေးတယ်လောက်တက်စရာလည်းမပူပါဘူးတကယ်လို့ညီမလေးပတ်စံများမလို့ခြင်းလားလို့ရှိတာပေါ့ပတ်စံလို့ခြင်းနဲ့ဆိုလို့ရှိရင်လုံးတက်တာမပူနဲ့အမတို့တင်ပေးတယ်အခုညီမလေးစက်ရုပ်ကိုတော့ဘယ်လောက်ရလဲအခုဆိုလို့ရှိရင်9000လောက်တော့ထွက်တယ်ဒါပေမဲ့ OD မရှိဘူးဆိုရင်တော့3000ဆိုကြည့်ရအောင်အဲ့ဒါညီမနေ့တိုင်းလုပ်ရတယ်နော်ဒီမှာညီမတနင်္ဂနွေနေ့အချိန်ပေးရုံနဲ့အမတို့လိုချင်တဲ့2000 3000 5000ရနိုင်တယ်အမတို့ဒီခိုင်းရောက်တဲ့ရွှေဒီမှာလေသူကအခွင့်အလမ်းတစ်ခုဆိုလည်းမမှားဘူးအဲ့တော့ကြီးနေတဲ့လူလည်းတကယ်လို့ကို့မှာလုံးမတတ်ဘူးဖုန်းလည်းတုံးမတတ်ဘူးအဲ့တချို့ဆိုလို့ရှိရင်ကလေးထိန်းနေရဲ့တချို့ဆိုလို့ရှိရင်အပိုက်ကြီးပြီးတော့ဘိုက်ကြီးနာဆွဲလို့အလုံးလုံးမနိုင်တော့တဲ့တူတွေနော်ငွေရေးကြီးအခက်ခဲဖြစ်နေတယ်ဆိုလို့ရှိရင်လာမယ့်18ရက်နေ့ကျလို့ရှိရင်လည်းဟော့တယ်လို့မျိုး50ဖတ်ထဲနဲ့ဒီလိုမျိုးကန်ဆန်းမဲတွေအတူတူလာပြီးမှိုက်ပြီးတော့ပျော်ပျော်ပါပါကျမတို့တွေလိုချင်တဲ့ငွေပေါင်းများကိုလိုချင်တဲ့ hot ဒီလိုဒီမောရှာလို့ရတဲ့ဒီမောကနေကိုဖိတ်ခေါ်ပါတယ်